1908ခုနှစ်တွင်သူသည် Model T ကိုစတင်မိတ်ဆက်ခဲ့သည်၎င်းကားမှာရိုးရှင်းသည်စိတ်ချရသည်ဈေးနှုန်းမှာလည်း$850ဖြင့်တင့်တယ်သည်သို့သော Ford ကထိုးထက်ပို၍ဈေးသက်သာစေခြင်းခဲ့သည်1913ခုနှစ်တွင်သူသည်ရွေလျားသက်စင်ရေးလိုင်းဖြင့်ကုန်ထုတ်လုပ်မှုလောကကိုတော်လှန်ပြောင်းလဲပစ်လိုက်သည်အလုပ်သမားများကနေရာတစ်ခုတည်း၌သာနေရပြီးကားကသာအလုပ်သမားများထံရောက်လာခြင်းဖြစ်သည်ထိုစနစ်ကြောင့်ကားတစ်စီးထုတ်လုပ်ခြင်းသည်12နာရီမှ93မိနစ်အထိကြာဆင်းသွားခဲ့သည်1914ခုနှစ်တွင် Ford သည်အခြားထုတ်လုပ်သူအားလုံးစုပေါင်းထုတ်လုပ်သည့်ထက်ပိုမိုများပြားသောကားအယူတက်ကိုထုတ်လုပ်နိုင်ခဲ့သည်သို့သောပြဿနာတစ်ခုရှိနေသည်အလုပ်သမားများအလုပ်ထွက်နှုန်းမှာတစ်နှစ်လင်360ရာခိုင်နှုန်းအထိရှိနေသည်တက်စင်ရေးလိုင်းအလုပ်မှာအလွန်ပင်ပန်းပြီးထပ်တလဲလဲလုပ်ရသဖြင့်စိတ်ပြက်စရာကောင်းလာသည်1914ခုနှစ်ဇန်နဝါရီလ9ရက်နေ့တွင် Ford သည်တုံလှုပ်စရာကောင်းသောကြေညာချက်တစ်ခုကိုထုတ်ပြန်လိုက်သည်သူသည်အလုပ်သမားများကိုထိုခေတ်ကစံနှုန်းထက်နှက်ဆဖြစ်သောတစ်နေ့$5ပေးမည်ဖြစ်သည်အလုပ်ချိန်ကိုလည်း9နာရီမှ10နာရီသို့ရှော့ချပေးမည်ဟုဆိုသည်စီးပွားရေးပညာရှင်များကဘေးအန္တရာယ်ကျုံမည်ဟုခန့်မှန်းနေကြတော့လေစန့်ကျင်ဘက်ရလဒ်များသာထွက်ပေါ်လာခဲ့သည်အလုပ်သမားထောင်ပြောင်းများသည် Ford ရဲ့ကုမ္ပဏီတွင်အလုပ်လုပ်ရန်တန်းစီးဆောင်ခဲ့ကြသည်အလုပ်ထွက်နှုန်းကျဆင်းသွားသည်ထုတ်လုပ်နိုင်စွမ်းမှလည်းအစအမတန်းမြင့်တက်လာခဲ့သည် Ford ရဲ့အလုပ်သမားများသည်သူတို့ကိုယ်တိုင်တီးဆောက်ခဲ့သောကားများကိုဝယ်ယူနိုင်သောအခြေအနေကိုရောက်လာခဲ့သည်1918ခုနှစ်တွင်အမေရိကန်တွင်ရှိကားတဝက်ခန်းက Model T များချင်နေခဲ့ပြီဖြစ်သည် Henry Ford သည်ဘီလီယံနာတဦးထင်လာပြီးကမ္ဘာကုန်ထုတ်လုပ်မှုစနစ်ကိုထာဝရပြောင်းလဲပစ်ခဲ့သည်သို့သောတစ်ဖက်မှာ Ford သည်ဂျူးလူမျိုးစန့်ကျင်ရေးစာသားများကိုရေးသားထုတ်ပြန်ခဲ့သူဖြစ်သည်1938ခုနှစ်တွင်နာဇီဂုံဖြူတန်စစ်ကိုလက်ခံယူခဲ့သူလည်းဖြစ်သည်စန်ဒီဒီမွေးမှုနှင့်တိုးတင်မှုများသည်အမြဲတမ်းသူရဲကောင်းများထံမှဆင်းသင့်လာတာမဟုတ်ပေတခါတရံမှာအလွန်အများချို့ယွင်းချက်ရှိသောလူများဖြင့်ကမ္ဘာကိုပြောင်းလဲပစ်တတ်ကြသည်